တမိုင်းတစ်လျှောက်လူပေါင်း436ယောက်သေစေခဲ့တဲ့ဂျာမာကြီးချမ်ပါဝတ်လွန်ခဲ့တဲ့နှစ်ပေါင်းကြီးကျော်ကအိန္ဒိယနဲ့နေပေါ်နေဆက်တော်ထောင်တွေကြားမှာရွာသားတွေဟာအိမ်ပြန်ထွက်ဖို့တော့မဝင်ရဲလောက်အောင်ကြောက်လန့်ခဲ့ကြရပါတယ်။အဲဒီအကြောက်တရားရဲ့ရှင်သခင်ကတော့တမိုင်းတစ်လျှောက်လူအသေးအပြောက်အများဆုံးဖြစ်စေခဲ့တဲ့ချမ်ပါဝတ်ဂျာမာကြီးပါပဲ။ဒီဇလန်ကတကယ်တော့ဝမ်းနဲ့စီအကြောင်းရင်းတစ်ခုနဲ့စတင်ခဲ့တာပါ။မူလကဒီပင်လာဂျာမာကြီးဟာလူသားတွေကိုအမဲလိုက်လေမရှိပါဘူး။ဒါပေမဲ့မုတ်ဆိုးတယောက်ရဲ့ကြီးစံကြောင့်သူ့ရဲ့ညာဘက်မျက်နှာချမ်းကအဆွဲတွေကျူးသွားခဲ့ပါတယ်။ဒီတန်ရာကသူ့ကိုတဘာဝတောကောင်တွေကိုမဖမ်းနိုင်တော့အောင်ဒုက္ခပေးခဲ့တာပါ။နာကျင်မှုနဲ့ငတ်မွတ်မှုတန်ကိုခံစားနေရတဲ့ဂျာမာကြီးဟာနောက်ဆုံးမှာတော့အာနေပြီးဖမ်းရလွယ်တဲ့လူသားတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။နေပေါ်နိုင်ငံမှာတဲ့လူပေါင်း200နီးပါးကိုစားတော့ပြီးနောက်နေပေါ်စစ်တပ်ကတောနှင်းရှာဖွေခဲ့လို့အိန္ဒိယနိုင်ငံကူမွန်ဒေသဘက်ကိုသူထွက်ပြေးလာခဲ့ပါတယ်။အဲ့မှာလဲသူ့ရဲ့တပ်ဖြတ်မှုတွေကရက်မသွားပဲနောက်ထပ်လူပေါင်း230ကျော်ထပ်မံသေဆုံးခဲ့ရပါတယ်။ဒီဂျာမာကြီးဟာထူးခြားတာကတခြားเจ้าတွေလိုညဘက်မှာထပ်တာမဟုတ်ပဲနေကင်းကြောင်တော့မှတဲ့ရွာသေးဝင်ဆွဲတတ်ပါတယ်။လူတွေရဲ့အလေးကျင့်ကိုနားလည်ပြီးရွာတရွာမှာတတ်ပြီးတာနဲ့နောက်ရွာတရွာကိုမိုင်ပေါင်းများစွာဝေးအောင်ချက်ချင်းပြောင်းသွားတတ်တဲ့အတွက်သူ့ကိုဖမ်းဖို့ဆိုတာဖြစ်နိုင်တဲ့လောက်ခက်ခဲခဲ့ပါတယ်။1908ခုနှစ်မှာတော့ဒေသခံတွေရဲ့တောင်းဆိုမှုကြောင့်နာမည်ကျော်မုတ်ဆိုးကြီးဂျင်ကောဘက်ကရောက်ရှိလာခဲ့ပါတယ်။ကောဘက်ကဂျာမာကြီးရဲ့နောက်ဆုံးသားကောင်ထိခဲ့16နှစ်အရွယ်မင်းကလေးငယ်ရဲ့သွေးဆက်နဲ့အသားစောတွေကိုခြေရန်ခံရင်ချမ်ပါဝတ်မှုအနီးက6ကမ်းပါးတကူထဲမှာဂျာမာကြီးကိုထိတ်တိုက်တွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျာမာကြီးကကောဘက်ကိုပြန်လဲခုခံဖို့ကြိုးစားခဲ့ပေမဲ့ကောဘက်ကတော့သူ့ရဲ့တနက်နဲ့တိကျစွာဖြစ်ခတ်ပြီးဒီသားရဲကြီးရဲ့တပ်ဖြတ်မှုတွေကိုအဆုံးသတ်ပေးခဲ့ပါတယ်။ဂျာမာကြီးတေဆုံးသွားပြီးတဲ့နောက်စစ်ဆေးကြည့်တဲ့အခါမှာတော့သူ့ရဲ့သွားတွေဖြစ်စည်းနေတာကိုတွေ့ခဲ့ရပြီးဒါကသူ့ကိုလူသားစားကြားဖြစ်လာစေတဲ့တကယ့်အကြောင်းရင်းမှန်ပဲခဲ့ပါတယ်။ဒီဖြစ်ရခါကမ္ဘာသမိုင်းမှာတရိတ်ဆန်တကောင်ကြောင့်လူအသေးအပြောက်အများဆုံးမှတ်တမ်းအဖြစ်ကြံရစ်ခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။